ငါနဲ့နာမည်တူတယ်ဆိုရဲအဲ့ငွေကြီးဆိုရဲကောင်တွေ့တော့တွေ့လိုက်ချင်သေးတယ်ကွာအမလေးတဲ့ပါဗျာလေအစ်ပြတာဘယ်လိုလုပ်စေပြပါလဲကွာယောက်ျားတို့အသက်ပြင်ပတ်တယ်မင်းခိုးချင်းမစားဘူးလားကွာကတော့ပါဦးလေကတော့အစ်ပြကျွန်တော်ကင်မေးရပါဘယ်လိုရမလားကွာငါကင်တာတော့နားနေရသမီးကအဖေကိုတရားဝင်ခွင့်တောင်းတာအဖေကသဘောမတူဘူးဆိုတော့လေခိုးပြေးုံပဲရှိတာပေါ့အဖေရဲ့အိမ်အောင်ပြုတဲ့ကိစ္စကနောက်ဆရာမမဟုတ်တာသမီးတို့ကလေအိမ်အောင်ပြုဖို့စဉ်းစားနေတာတော့ကြာပါပြီဟဲ့အခုမှပဲအဖေကိုပြောပြတာအဖေမသိဘူးဆိုတာကလည်းသမီးတို့ကရီးစားတန်တာတိတ်မကြသေးဘူးလေကျော်ငွေကြီးကသမီးတို့အိမ်အောင်ဘက်ကောင်ဖြစ်လာမယ်ဆိုတော့သမီးယုံကြည်တယ်ဘသူနာမည်ဘသူကိုငွေကြီးလေးဖေဟာသမီးအဲ့ဒါအဖေနာမည်နင်းအဖေနာမည်လေဟုတ်တယ်လေဟာနာမည်ကြီးတူနေလို့ဘလို့ဖြစ်မှာတော့ဖေကလည်းဟို तू ကလေအဖေနဲ့နာမည်တူရုံနေမကောက်အစ်စ်မှတူတာဟာအဖေကတော့လုံးဝသဘောမတူဘူးကွာသမီးကအဖေကိုတရားဝင်ခွင့်တောင်းတာအဖေကသဘောမတူဘူးဆိုတော့လေခိုးပြေးုံပဲရှိတာဟုတ်တယ်ဆိုတာဟိုဖမ်းမိတယ်ဆိုတာဟုတ်တယ်လို့ပြောတာဖက်လိုက်တယ်ဟိုမဟုတ်ဘူးဆိုတာလေဟိုလူမားသွားတယ်လို့ပြောတာလူမားသားလားဟိုကိုငွေကြီးနဲ့မာလားအော်တော်နဲ့မားစရာလားဟမ်ဒီအစင်နဲ့ဒီအစင်မားစရာလားလို့ခါတယ်တော်ပြီထပ်ပြီးမရှင်းပြချင်တော့မကောင်းယောက်ျားတွေကမကောင်းရှက်တယ်စစ်ကြီးဒယ်လီဘာသာကျွန်တော်တခုတော့မေးချင်ဒယ်လီဘာသာတကယ်ကြီးစိတ်ကောင်းနိုင်ချက်မပြေဘူးဟာဟဲ့မင်းမိုင်းလိုက်လားစော်ကားလိုက်လားဟမ်ဟိုကမားပြီးဖတ်တယ်လို့မင်းကိုပြောပြီးလေမင်းဘာနဲ့နေတာသွားလို့လဲသူမနဲ့နာမြသမီးနဲ့နာတယ်သမီးယောက်ျားသမီးရလွယ်ဘယ်သူမှဖတ်တာမကြိုက်ဘူးနော်အဖေလည်းဖက်တငယ်ချင်းကိုထိနောက်တစ်ခါလူမားဖတ်လို့ရတော့ပိုင်နဲ့ကျူးလူမှုနဲ့တရားဆွဲပြစ်မယ်လာယောက်ျားသွားမယ်အောင်မလေးလင်ကုန်မောက်နေတဲ့ရှေ့နေမရဲ့ဆိုင်မကောစားအဲ့လိုလေကိုယ့်ချောကိုကြည့်ဟောဟာကျွန်တော်ကခင်ဗျားရဲ့စီးကိုမိဝဲနေတဲ့သူတယောက်ပေါ့ဗျာအော်ကျွန်တော်ရဲ့ big customer ပေါ့လာလေးကိုဒီမှာထိုင်မှာမထိုင်တော့ဒီတိုင်းလေးပြောရတာပူပြီးအားရကောင်းကျွန်တော်တို့ရဲ့မြိုင်းတာစီးလေးအောင်ထီရောက်မှုရှိတယ်အဲ့ဒါပြောချင်လို့ကိုလိုက်ရှာလေးရတာအရင်တော့ဆိုရင်ဗျာကျွန်တော်မိမနဲ့ကျွန်တော်နဲ့တိတ်အဆင်ပြေတာမဟုတ်ဘူးအတိစေးသုံးပြီးတော့မှကျွန်တော်မျက်နှာတစ်ချက်အညိုးမခတ်ဘူးဟောတော်လိုက်တော့ဗျာမင်းရောအဲ့ညာဟင်းတာတုံးတုံးတာပေါ့ကျွန်တော်ကဘာလို့တုံးလဲဆိုတော့ကျွန်တော် customer တွေဆိုမရောက်ဘူးဒီစီးရဲ့အားနေတဲ့ဘယ်လိုရှိလဲဆိုတော့သိချင်ကျွန်တော်သုံးတာပေါ့ဘာလဲပုံစံကိုကြည့်သိတယ်ဒီကလည်းတအားပြန်ချင်းနေတာဆိုတော့ပြောတာကိုယ်ပဲဒီပါကျမကိတ်မောက်ခုတ်ကျွေးတော့ရှက်တလေးပါလေးနဲ့ရှင်တို့ဒီလိုမျိုးကိစ္စကိုနှစ်ယောက်သားအာပေါအာရဲတက်တန်နဲ့ပြောမရှက်ဘူးလားဟဲ့အဲ့လိုပြောချင်ညာအိုက်ဆေးတောက်ပြီးပြောကြကျမပြန်ပြီမလေးမထီပါနဲ့ဆရာရဲ့ထီကိုမကတ်နိုင်တာပါလေးလေးတိုက်တာတော့မခံလို့တေချာလုံးအောင်ဆောင်းဟုတ်တာလေဆရာရဲ့အဖေသပိတ်တိုက်ခိုင်းမှတ်မိလားအေးမှတ်မိလို့တော့တခါတည်းတရားဆိုပြီးထောင်ထဲထည့်ကြော်ကြီးတောင်းလိုက်